မင်္ဂလာပါကျွန်တော်အခုပဲရေးပြီးတဲ့သရှင်လေးဆိုပြချင်ပါတယ်သရှင်ကတော့ရေးရမပြီးသေးဘူးထပ်ဖြည့်ဖို့လည်းအများကြီးကြံနေရပါတော့ဒါပေမဲ့ကျွန်တော်ဆိုပြချင်ပါတယ်မင်းချစ်တဲ့သူစွန့်ပြစ်လို့ငိုတဲ့ခါငါနေပင်တဲ့ချိန်မှာ我追的苦路啦，怎么来吧？情啊，苦在多嘛？我呢，对叫你对面你不那挂，我只因归啊他，夜夜比你没得来嘛，我不听比他怎么？许不那个皮干吧，这个所以我呢那你的还是那，如今一路走比你要把比。许不那个皮干吧，没表许不那个皮干吧。